Hello မင်္ဂလာပါခင်ဗျာကျွန်တော်ကကိုပီတိလို့ခေါ်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့နားဆင်သူများကိုပညာရှာဖွေရေးအကြောင်းအတူတူစဉ်းစားဖို့ပြင်ဆင်ထားပါတယ်အထူးသဖြင့်ခက်ခဲအခြေအနေတွေကိုဖြတ်တန်းရတဲ့အခါပညာရှာဖွေဖို့ဘယ်လိုကြံဆောင်ကြမလဲဆိုတဲ့မေးခွန်းထွက်ပေါ်လာနေပါတယ်ပညာရှာဖွေရေးစူးစမ်းရုန်းကန်နေရတဲ့ကျောင်းသားလူငယ်မိဘဆရာအားလုံးနဲ့ဒီမေးခွန်းကပတ်သက်နေပါတယ်အခက်အခဲဆိုတာကလည်းတူချင်းတယောက်ချင်းမိသားစုတစုချင်းကြုံနေရတဲ့အခက်အခဲရှိသလိုဒေသတစ်ခုလုံးကြုံနေရတဲ့ခက်ခဲမှုဆိုတာလည်းရှိနေပြန်ပါတယ်ဥပမာအားဖြင့်လွန်ခဲ့တဲ့2020ခုနှစ်ကကြုံခဲ့ရတဲ့ကိုဗစ်ကပ်ရောဂါဘေးလိုမျိုးပေါ့ဗျာဒီနေ့ဒီကာလမှာလည်းနေရာအနှံ့မှာစီးပွားရေးအကျပ်တဲကပ်တဘာဝကပ်ဘေးစစ်မဲ့ကပ်ဘေးတွေလည်းရှိနေပြန်ပါတယ်အမျိုးမျိုးသောခက်ခဲမှုတွေကြုံရတဲ့အခါပညာရေးနဲ့ပတ်သက်လို့စိတ်ပူစရာဖြစ်ကြရပါတယ်အခက်အခဲတွေကြုံကြရပုံအမျိုးမျိုးရှိတတ်ကြတာမို့ပညာရှာဖွေလူသူအနေနဲ့ဘယ်လိုများပြင်ဆင်နိုင်ရင်ကောင်းလိမ့်မလဲဆိုတာကိုပဲအဓိကစဉ်းစားဖို့ကျွန်တော်ရွေးချယ်ထားပါတယ်ဘေးအန္တရာယ်အမျိုးမျိုးရင်ဆိုင်ကြရတဲ့ကာလတွေမှာစိတ်နှလုံးသားဆိုင်ရာတည်ငြိမ်လုံခြုံဖို့အရင်ကြိုးစားကြရလိမ့်ရှိပါတယ်မိမိစိတ်ဝင်စားတဲ့အရာကိုသင်ကြားခွင့်ရနေတယ်ဆိုရင်တောင်မိမိရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကမငြိမ်မသက်ဖြစ်နေရင်သင်ယူခြင်းမှာမပျော်မရွှင်ဖြစ်ရပါတယ်အဆင်မပြေနေဘူးပေါ့ဗျာဒါကြောင့်ခက်ခဲမှုရှိနေပေမဲ့စိတ်တည်ငြိမ်အောင်အမြဲတစေအာယုံစိုက်ပြုလုပ်နေရမှာပါပဲဒီနေရာမှာမိမိကိုးကွယ်ယုံကြည်ရာဘာသာတရားဓမ္မအနှစ်သာရများကိုနည်းနည်းစွာလေ့လာကျင့်သုံးခြင်းကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားပြန်ပြည့်လာစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်စိတ်နဲ့ခန္ဓာကိုယ်ကလည်းဆက်ဆက်နေတယ်ဆိုတော့စိတ်ကြောင့်ပဲစားလို့မဝင်အိပ်လို့မပျော်နေထိုင်လို့လည်းမကောင်းဖြစ်ရတတ်ပါတယ်စိတ်ငြိမ်သက်တည်ငြိမ်မှုရှိစေဖို့ကြိုးစားသင်ယူလေ့လာရမှာခန္ဓာကိုယ်ရဲ့ကျန်းမာကြံ့ခိုင်ဖို့လည်းဂရုစိုက်ရမှာဖြစ်ပါတယ်ခက်ခဲမှုတွေရင်ဆိုင်နေရချိန်ခန္ဓာကိုယ်ကျန်းမာဖို့တဘာဝအစားအစာကိုလည်းကြိုးစားပြီးတော့မှစားသုံးတတ်ဖို့သင်ယူကြရမှာပါလက်လန်းမီတဲ့စားစရာများကိုဘေးကင်းကျန်းမာအောင်စားသုံးဖို့လည်းကြိုးစားရမှာဖြစ်ပါတယ်ပညာရှာဖွေတယ်ဆိုတာရွေးချယ်မှုလုပ်ရခြင်းကလည်းပါဝင်လာနေပါတယ်ခက်ခဲနေတဲ့အချိန်ကာလဖြစ်တာကြောင့်မပြည့်မစုံမှုတွေရှိတာကြောင့်မို့လို့ကိုတတ်နိုင်တာကိုနဲ့တင့်လျော်တာကိုစီမံနိုင်တဲ့အနေအထားတွေကိုပဲရွေးချယ်ဆုံးဖြတ်ပြီးပညာရှာဖွေသင်ယူခြင်းခီးကိုဆက်လက်လှုပ်ဆောင်ကြရပါလိမ့်မယ်ပညာရှာဖွေနိုင်ဖို့ကူညီနေရတဲ့အုပ်ထိန်းသူဆရာမိဘများလည်းထုံနည်းတူပါပဲသင်ယူကြရမယ့်ကလေးတွေလူငယ်တွေတဦးချင်းစီအလိုက်အစဉ်ပြေမဲ့တင့်လျော်မဲ့အခြေအနေကိုအတူတူစဉ်းစားဖော်ထုတ်စီမံနိုင်ဖို့လည်းလိုအပ်ပါတယ်အမြဲတစေမမေ့မလျော့ပြုလုပ်နေရမှာကတော့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာတည်ငြိမ်ကျန်းမာနေစေဖို့ပဲဖြစ်ပါတယ်ဒါကိုရှင်သန်ခြင်းစွမ်းရည် survival skill လို့ခေါ်ကြပါတယ်
ပညာရှာဖွေရမှာစာသင်ရနေရာတင်ထောက်ကူခေတ်မီနည်းပညာတွေမပြည့်မစုံဖြစ်နေတတ်တာကြောင့်မိမိတို့လက်လန်းမီယာများကိုလည်းစဉ်းစားတီထွင်အသုံးပြုနိုင်ဖို့လိုအပ်နေပြန်ပါတယ်ဥပမာပေးရမယ်ဆိုရင်ပုံပြင်တွေဇက်လန်းတွေအတူတူပြောကြတာနေ့စဉ်မှတ်တမ်းရေးတာအစားအစာအတူပြင်ဆင်ချက်ပြုတ်တာစိုက်ပျိုးမွေးမြူရေးအတူလုပ်တာလက်မှုပညာတွေအတူလုပ်ကြတာတခြင်းတွေကြပြားတွေရေးဆက်တည်ဆိုတာဒါတွေအားလုံးအကျုံးဝင်ပါတယ်နောက်ပြီးတော့မိမိတို့ရဲ့မိခင်ဘာသာစကားကိုသုံးပြီးစာဖတ်တာစာရေးတာတွေကလည်းအကျိုးရှိပါတယ်ဒါ့အပြင်နိုင်ငံတကာနဲ့ချိတ်ဆက်လေ့လာနိုင်ဖို့အတွက်နိုင်ငံခြားဘာသာတစ်မျိုးမျိုးကိုလည်းကိုယ့်ရဲ့အစဉ်ပြေမှုအလိုက်ရွေးချယ်လေ့လာသင်ယူနိုင်ရင်လည်းအလွန်ကောင်းပါတယ်ဘယ်လိုပညာရပ်ဘာသာရပ်မျိုးမဆိုသင်ယူတော့မယ်ဆိုရင်ဘာသာစကားဆိုတဲ့ language ကအခြေခံတတ်ထားဖို့လိုအပ်ပါတယ်အနည်းဆုံးစာဖတ်ခြင်းစာရေးခြင်းနားထောင်ခြင်းစကားပြောဆိုခြင်းစတဲ့စွမ်းရည်၄မျိုးတိုးတက်လာဖို့ကြိုးစားခြင်းကအမှားမရှိနိုင်ပါဘူးနောက်ဆုံးအနေနဲ့အားပေးချင်တာကတော့တကယ်သင်ယူမဲ့လူကလေးပဲဖြစ်ဖြစ်လူငယ်လူကြီးဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီလူဟာသင်ယူလို့တဲ့စိတ်တတ်သိလို့တဲ့စိတ်ပြင်းပြထက်သန်နေဖို့တော့လိုအပ်ပါလိမ့်မယ်အခက်ခဲအမျိုးမျိုးကြုံနေရတဲ့ကာလဖြစ်တာကြောင့်မိမိရဲ့စိတ်ဆန္ဒကသာပြင်းပြနေမယ်ဆိုရင်ပညာရှာဖွေခီးကဘယ်လိုအတားအဆီးပဲရှိနေရက်တန့်သွားမှာမဟုတ်ဘူးဆိုတာကိုတော့ဒီနေရာကနေအားပေးရင်ပြောကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်